အားလုံးပဲမင်္ဂလာပါကျွန်တော်တငယ်ချင်းချစ်မိတ်ဆွေများအတွက်ဒီတန်ဖြတ်ဆက်တွေနဲ့ပေါ့နော်ကျွန်တော်တို့လွှတ်ခုံဆက်ဒီလေးပြုလုပ်ဒီလေးပြန်လည်မျှဝေလိုက်ပါတယ်ဒါကတော့အလွယ်တကူပေါ့နော်စိတ်သားတွေနဲ့လက်ပြထားတာပေါ့နော်သက်သားတွေနဲ့လုပ်လို့ရတယ်ပေါ့လွယ်လေးတကူလုပ်လို့ရတယ်ပေါ့နော်ပါဒါလေးကိုကျွန်တော်ပြန်လဲမျှဝေလိုက်ပါတယ်ကျွန်တော်တငယ်ချင်းချစ်မိတ်ဆွေများအတွက်အားလုံးဘုတုဒ္ဒရရှိကြပါစေဒါကတော့အတင်အချပေါ့နော်ဘောဆွတင်ချလို့အတွက်အရှင်လောက်ထားတဲ့ line ပေါ့လွှာဝိုင်းတက်စင်ချင်းပါဒါကတော့အပေါ်ပြားပေါ့နော်ဒီဝိုင်းအားလွှာဝိုင်းနဲ့အောက်ကနေဆက်တင်ပြီးတော့ပေါက်မှာပေါ့နော်ဒါဗျာအတီးအစားလေးဒီက3တစ်တို့3ပတ်လေးတို့ကောင်းဖြတ်လို့ရပါတယ်ပေါ့နော်ဒါအခုဖြတ်ပြမှာတော့တော်တော်လက်ရှိကြိတ်သားကိုပဲကျွန်တော်တို့ဖြတ်ပြတာပေါ့နော်